ကဲမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့ကတော့ Olon Curve စမတ်ဝက်ကိုကျွန်တော်တို့ဖုန်းနဲ့နိုင်နဲ့ဘယ်လိုချိန်မလဲဆိုတာလေးကိုကျွန်တော် tutorial လေးပြပေးမှာဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးအနေနဲ့ဒါ Olon Curve စမတ်ဝက်ဖြစ်ပါတယ်ခင်ဗျာဒါကိုကျွန်တော်တို့သူထဲမှာပါတာလေးအရင်ထုတ်လိုက်ပါမယ်ဒါ Olon Curve စမတ်ဝက်ဖြစ်ပါတယ်power ဖွင့်လိုက်အရင်ဆုံးအနေနဲ့ power ဖွင့်လိုက်ပါမယ်ခင်ဗျာ power လေးတက်လာပါပြီကျွန်တော်တို့ဒီလိုမျိုးလေးမြင်ရမှာပေါ့နော်စချင်းပြီးတော့ကြတော့ဘေးဘက်ကိုကျွန်တော်ဘယ်ဘက်ကိုတစ်ချက်ဆွဲပြီးတော့ဒီထဲကနေကျွန်တော်တို့တွားလို့လည်းရပါတယ်ဒါဆိုရင်ကျွန်တော်တို့အရင်ဆုံးအနေနဲ့ညာဘက်ကိုတစ်ဖက်ဘယ်ဘက်ကနေညာဘက်ကိုဆွဲလိုက်ပါမယ် setting ဒီအစိမ်းရောင်ဘား3ဘားလေးတော့ဝင်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီဟိုပါပေါ့နော်ပြီးရင် setting အောက်ဆုံးက setting ဆိုတာလေးတွေကိုပြီးရင်အောက်ဆုံးက setting ဆိုတာလေးတွေကိုဝင်လိုက်ပါမယ် setting ထဲမှာကျွန်တော်တို့ဒီ system ဆိုတာတဲ့ဝင်လိုက်ပါမယ် system ထဲမှာကျွန်တော်ဒီ setting ထဲကိုအရင်ဝင်လိုက်ပါမယ်ကျွန်တော်ဒီဖုန်းဒီနိုင်မှာပါတဲ့ setting ဆိုတာလေးတွေကိုအရင်ဝင်လိုက်ပါမယ်ခင်ဗျာ setting ထဲကိုရောက်သွားပြီဆိုရင်ကျွန်တော်တို့ဒီ about ဆိုတာထဲဝင်လိုက်ပါမယ် about ဆိုတဲ့ထဲကိုအဲ့ဒီမှာကျွန်တော်တို့ app download ဆိုတဲ့ဟာလေးကိုအောက်ဆုံးကဟာလေးကိုနှိပ်လိုက်ပါမယ် app download ဆိုတဲ့ဟာလေးကိုအဲ့ဒီမှာကျွန်တော်တို့ဒါဖုန်းကင်မရာနဲ့ပေါ့နော် QR code ကို scan လိုက်ရုံနဲ့ download မဲ့ software ကအလိုလျောက်ဖုန်းထဲမှာကျွန်တော်တို့ဒါရောက်လာမှာဖြစ်ပါတယ်အဲ့ဒါကို Play Store ကနေ download ပေးရမှာဖြစ်ပါတယ်သူထဲမှာဒီ QR code လေးပါပြီဆိုကျွန်တော်ဖုန်းနဲ့ scan လုပ်လိုက်ပါမယ်ကျွန်တော်ဒီမှာတက်လာပြီเนาะ app.olonfit.com ဆိုပြီးအားလေးကိုဒီကင်မရာမှာတက်လာလေးကိုနှိပ်လိုက်ပါမယ်ဗျโอเคဒါဆိုရင်ကျွန်တော်တို့ကဘယ်ဖုန်းနဲ့ဒါဘယ်နိုင်နဲ့တွဲသုံးမှာလဲဆိုတာကိုထပ်ရွေးလိုက်ပါမယ်ကျွန်တော်တို့သုံးမှာက Olon Curve ဆိုတော့ဒီတောင်ဆုံးမှာပါပါမယ်เนาะဒီဟာလေး Olon Curve နဲ့တွဲသုံးမှာဆိုတော့ Olon Curve ဆိုတာလေးကိုနှိပ်ပေးလိုက်ပါမယ်ပြီးရင် Android အတွက်သုံးပါလား iPhone နဲ့တွဲသုံးပါလားဆိုတာရွေးခိုင်းပါလိမ့်မယ်ကျွန်တော်တို့က Android ဆိုရင် Android iPhone ဆိုရင် iPhone အတူတူပါပဲခင်ဗျ Android နဲ့ကျွန်တော်အရင်စမ်းပြပေးလိုက်မယ်เนาะDA Fit ဆိုတဲ့ app လေးပေါ်လာပါပြီအဲ့ဒီဟာလေးကိုကျွန်တော်တို့ download ဆွဲပါမယ်ဖုန်းထဲကို install လုပ်လိုက်ပါ no thanks ဆိုတာယူလို့ရပါတယ်ဒါဆိုရင် DA Fit ဆိုတဲ့ app လေးကဖုန်းထဲမှာ download ဆွဲနေပါပြီဒါကျွန်တော်ကတော့ဒီမဲဆောက်ထိုင်းစံတော်ချိန်နဲ့ကျွန်တော်ကဒါအချိန်မှန်အောင်တိုက်မှာတော့ဖုန်းနဲ့ချိန်မှာလုပ်ပြမှာပေါ့နော်ဒါစံတော်ချိန်ကတော့ညီမစံတော်ချိန်ပဲဖြစ်ဖြစ်ထိုင်းစံတော်ချိန်ပဲဖြစ်ဖြစ်အကုန်လုံးကတော့လက်ပေါ်လုံးတွေအတူတူပါပဲခင်ဗျာဒါ DA Fit ဆိုတဲ့ app လေးကိုကျွန်တော် down နေရဖြစ်ပါတယ် Okay ဒါဆိုရင်ကျွန်တော်တို့ open ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါမယ် app ထဲကိုဝင်လိုက်ပါမယ်ဟုတ်ပါပြီ agree and continue ဆိုတာလေးကိုထပ်သွားလိုက်ပါမယ်ပြီးတော့ကြတော့ male female ပေါ့နော်ဒါတွေကနောက်မှရွေးလို့ရတယ်ကျွန်တော်ဒီတောင်ဆုံးက skip ဆိုတာလေးနဲ့ပဲကျွန်တော်သွားလိုက်မယ်နော်ဒီတောင်ဆုံးမှာ SKIB skip ဆိုတာလေးနဲ့ဟိုတစ်ချက်ချင်းရွေးသွားလိုက်မယ်ပြီးတော့အောက်က no thanks ဆိုတာလေးကိုရွေးလိုက်ပါ no thanks ဆိုတဲ့ခလုတ်လေးပဲထပ်ပြီးတော့အောက်ဆုံးကစာကြောင်းလေးပဲထပ်ယူသွားပါမယ်အောက်ဆုံးကစာကြောင်းလေးပဲထပ်ယူသွားပါမယ် no thanks ဟုတ်ကဲ့ဒါဆိုရင် not now ဆိုတာကိုကျွန်တော်တို့ဒါ allow location permission ဆိုတာကျွန်တော်တို့ထည့်လို့ရပါတယ်ဒီ location permission ကိုထည့်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒါအချိန်နေပါတယ်ကိုယ့်ရဲ့ရောက်နေတဲ့နိုင်ငံအလိုက် time zone ကိုသူက auto ချိန်ပေးတော့မှာဖြစ်ပါတယ် enable permission ကိုဒါလေးကိုကျွန်တော်တို့ဒါဝင်ပေးလိုက်ပါမယ်အဲ့ဒါကိုဝင်လိုက်ပါမယ်အပေါ်ဆုံးကစာကြောင်းလေးပေါ့နော် why using the app ဆိုတဲ့ဟာလေးကိုအပေါ်ဆုံးစာကြောင်းလေးကိုနှိပ်ပေးပါဒါကကျွန်တော်တို့အချိန်နေဖုန်းနဲ့ချိန်လို့ရဖို့အတွက်ဒါလေးကဝင်ပေးတာဖြစ်ပါတယ် enable permission နဲ့ enable permission တော့ဒီဟိုက bluetooth ချိန်ဖို့သူကဒါ
ခွင့်ပြုဖို့တောင်းနေတာပေါ့နော် enable permission ကိုလုပ်ပေးလိုက်ပါ allow ကိုထပ်နှိပ်ပေးလိုက်ပါဒီ if ဆိုတဲ့ဟာကိုပြီးရင်ဒီ location service is disabled ဆိုတာလေးကို enable လုပ်ပေးလိုက်ပါကျွန်တော်တို့ဒါ location ပိတ်ထားတဲ့အတွက်ကြောင့်မလို့ဒါတွေကသူတောင်းနေတာဖြစ်ပါတယ် enable ဆိုတာထပ်လုပ်ပေးလိုက်ပါကျွန်တော် location ကိုဖွင့်ပေးလိုက်ပါဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်ပြန်သွားလိုက်မယ်နော် back နဲ့ပြန်ထွက်လိုက်ပါမယ်ဒီကျွန်တော်တို့ဒီခဏနေရင်ပေါ်လာလိမ့်မယ်တက်လာပြီဗျာ Olon Cup ဆိုပြီးတော့ဒါတက်လာပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့က Olon Cup ဆိုတဲ့အဲ့နေရာလေးကိုထိပေးလိုက်ပါokay သူချိတ်ဖို့လုပ်နေပြီเนาะဒီမှာ connecting လုပ်နေပြီခဏလေးစောင့်ပေးလိုက်ပါ connected ချိတ်သွားပြီเนาะ90% battery တွေကအစတက်လာပါပြီဒီမဲ့ကျွန်တော်အခုဒါလေးနဲ့နိုင်လေးနဲ့ရှင်းပြပေးမယ်เนาะဒါ Olon Cup သူရဲ့ wallpaper လေးနဲ့ကျွန်တော်ရှင်းပြလိုက်မှာဒီမဲ့ battery 90% တက်လာပြီเนาะဒီမှာဆိုရင်တော့ pairing လုပ်ဖို့သူက request လုပ်လာပါတယ် Bluetooth pairing request မှာ pair ဆိုတာကိုထပ်နှိပ်ပေးလိုက်ပါဒါဆိုရင် Bluetooth နဲ့လည်းချိန်ပြီးသွားပြီဒီ app နဲ့လည်းချိန်ပြီးသွားပြီဖြစ်ပါတယ် next ကိုထပ်နှိပ်လိုက်ပါမယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒါ enable permission ကိုပဲထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ okay allow ကိုလုပ်ပေးလိုက်ပါဒါမှကျွန်တော်တို့ဒီ app မှာလာမဲ့ notice ကိုကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်ဟုတ်ပါပြီဒါဆိုရင်ဒါ app နဲ့ချိတ်ဆက်လို့ပြီးသွားပါပြီသူနဲ့ပတ်သက်တာဟိုကျွန်တော်တို့ကြည့်ချင်တယ်ဆိုရင်ဒီ device ဆိုတဲ့နိုင်လေးတွေကိုသွားပြီးတော့ကြည့်လို့လည်းရပါတယ်ဒီဘက်တောင်ဆုံးမှာလည်းရှိပါတယ်ဒီဘက်မှာခြေလမ်းအရေးအတွက်တွေဘာတွေဒီဘက်မှာကြည့်လို့ရမယ်ဒီကနေဖုန်းထဲက wallpaper တွေကိုချိန်လို့ရမယ် wallpaper custom wallpaper ဟောတခုချင်းစီကိုထပ်ချိန်လို့ရမယ် notification တွေကိုဖွင့်လို့ရမယ်အဖွင့်ပိတ်တွေဒီဘက်မှာဆိုလဲ workout တွေပေါ့နော်တခုချင်းစီလုပ်ကြည့်ပါစမ်းကြည့်ပါကျွန်တော်တို့ဒါတော်တော်လေးစုံစုံလင်လင်သူထည့်ပေးထားတာကိုတွေ့ရပါတယ်ခင်ဗျာအဲ့ချိန်နေခြေလမ်းရေးအတွက်တွေနှလုံးခုန်နှုံးတွေ period menstrual cycle တွေအကုန်လုံး index reminder တွေအကုန်လုံးပါမှာဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်အချိန်ကအခုထိုင်းစံတော်ချိန်6:35အခုဘယ်နာရီရှိသွားပြီလဲနာရီမှာလည်း6:35ဒီဖုန်းရဲ့တောင်းမှာလည်းထိုင်းစံတော်ချိန်6:35ဒါကျွန်တော် location ကကွာသွားပါမယ်အတူတူပါပဲခင်ဗျာဟုတ်ကဲ့အခက်အခဲရှိတာမေးလို့ရပါတယ်เนาะကျေးဇူးတင်ပါတယ်